ချစ်တယ်ကြိုက်တယ်ဆိုတဲ့စကားရီငံတယ်ဆိုတဲ့စကားကနေဆင်းသက်လာရဆိုတာဘူးကောမသိ မင်းဘယ်တဲ့ဟာငေါ့လာပြောနေရလဲ နေအေအမ်စထရောင်းကလကဘာပေါ်ပထမဆုံးရောက်ပြီးလူဖြစ်တယ်နေအေကိုနောက်ဆုံးစလုံးကနေပြန်ဖတ်လိုက် he is alien လူတွေကဒီတစ်ခုတည်းကိုပဲနေရာလောက်တာများလာတဲ့အခါညီငွေ့လာတတ်ကြတယ်ဥပမာဒီအလုပ်ကြီးပဲနေတိုင်းလုပ်ရတာတို့ဒီဟင်းကြီးပဲနေတိုင်းစားရတာတို့ဒီလူကိုပဲနေတိုင်းတွေ့ရတာတို့မင်းရောဒီလူကိုပဲနေတိုင်းလွှမ်းနေရတာညီငွေ့ဘူးလား